file လေးတောင်းတာပြီးရင် down ပြီးတဲ့ file လေးကိုဖွင့်ပြီးတော့အဲ file လေးပေါ် right click ထောက်ပြီးတော့ open with ကိုရွေးပြီး Windows Explorer ကိုနှိပ်ပေးပါပြီးရင် open ကိုထည့်နှိပ်ပြီးတော့အဲ setup လေးကို right click နှိပ်ပြီးတော့ open လေးကိုထည့်နှိပ်ပေးပါအဲ့ကကြရင် yes no မေးပါမယ်အဲ့က yes ကိုနှိပ်ပေးပါ yes နှိပ်ပြီးသွားရင်ဒီလိုလေး install တာလေးစလုပ်ပါလိမ့်မယ်နော်ဒီ loading လေးဒီဘားလေးပြီးအောင်စောင့်ပေးပါဒီညာဘက် notification မှာ Microsoft icon လေးကိုနှိပ်လိုက်ရင်လည်းဒီ percent လေးနဲ့ပြပါတယ် 100% ပြည့်အောင်စောင့်ပေးပါဒါဆိုရင်တော့ပြီးပါပြီ close လေးကိုနှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့ Excel လေးကိုဖွင့်လိုက်ပါဒီ box လေးထဲမှာ license key လေးထည့်ပေးပါ key ထည့်ပြီး activate office ဆိုတာလေးနှိပ်ပါ accept ကိုနှိပ်ပါ next ကိုနှိပ်ပါ don't send option နဲ့နှိပ်ပါ done ကိုနှိပ်ပါဒါမျိုးပေါ်လာရင်ဒီအောက်ကတစ်ခု software by telephone ဆိုတာကိုရွေးပြီး next နှိပ်ပါပြီးရင်ကျွန်တော်ဒီ step 2 code လေးတွေကိုပုံရိုက်ပြီးပို့ပေးပါကျွန်တော်ဘက်ကနေဒီ step 3မှာထည့်ရမယ့် code လေးတွေကိုပြန်ပို့ပေးမှာဖြစ်ပါတယ်မိတ်ဆွေ code ရရတဲ့ဒီခုပုံလေးရလိုမျိုးလေး step 3 code လေးတွေကို ABCD အကွက်လေးထဲမှာအစင်လိုက်ဖြည့်ပါဖြည့်ပြီးရင် next နှိပ်ပါပြီးရင် close ထပ်နှိပ်ပါဒါဆိုရင်တော့ product activate ဖြစ်သွားပါပြီအသုံးပြုလို့ရပါပြီ